အောင်မြင်တဲ့ကုမ္ပဏီတွေဆိုတာထပ်ပိုးပြီးတော့တကယ်ကိုထူးထူးခြားခြားနဲ့ခေတ်အဆက်ဆက်ကိုကြော်ဖြတ်ရက်တည်နိုင်တဲ့ကုမ္ပဏီကြီးတွေကြားမှာဘာများကွာခြားနေလို့လဲဟုတ်ကဲ့အဖြေကလေကျွန်တော်တို့တွေးထင်ထားတဲ့အများကြီးပို့ပြီးတော့အံ့ဩစရာကောင်းနေပါလေကဲဒီလေးလာတုံထက်ချက်ကနေအဲ့ဒီလျှော့ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ကြတာပေါ့ဒီအကြောင်းအရာရဲ့အဓိကအချက်ကိုဒီမှာစပြီးတွေ့နိုင်ပါပြီခဏလောက်စဉ်းစားကြည့်ပါလား1926ခုနှစ်မှာယူနီမြို့နန်လိုက်တဲ့တက်ဒေါ်လာလေးကနေဒေါ်လာ6000ကျော်အထိဘယ်လိုများဖြစ်တော့နိုင်မှာလဲဒါကတိုင်းဆိုင်မှုတော့လုံးဝမဟုတ်ပါဘူးဒါဟာအနာဂတ်ကိုကြိုးမြင်ပြီးတိစောက်နိုင်တဲ့ကွန်ပျူတာကြီးတွေရဲ့မယုံနိုင်စရာစွမ်းမကားပါပဲဒီခွာခြားချက်ကတကယ်ကိုမယုံနိုင်လောက်စရာပါပဲကြည့်ကြည့်ပါပုံမှန်စီးဝဲမှာဒေါ်လာကဒေါ်လာ400စခွန်စစ်သွားတဲ့အချိန်တခြားထိပ်တန်းကုမ္ပဏီတွေမှာတော့ဒေါ်လာ955လောက်ပဲဖြစ်ခဲ့တဲ့အချိန်မှာအနာဂတ်အမြင်ရှိတဲ့ကုမ္ပဏီတွေကတော့အစပေါင်းများစွာသာလွန်ပြီးဒေါ်လာ6356ဆိုတဲ့အမြင့်ကိုရောက်သွားခဲ့တယ်သူတို့ဘယ်လိုလုပ်ခဲ့ကြတာလဲဘာကြောင့်ဒီလောက်တောင်ကွာ6သွားရတာလဲဆိုတာကိုစက်ပြီးစိတ်ဆက်လေးလာကြည့်ကြအောင်ဆိုတော့ဒါကမဲ့အဒီကမေးခွန်းဖေလာတာပေါ့ဒေါ်လာ6000ကျော်တန်းနဲ့ဒီကွာခြားချက်ကြီးရဲ့နောက်ွယ်မှာဘာလို့ရှိနေတာလဲဒီကုမ္ပဏီတွေကိုတာမန်အောင်မြင်မှုအဆင့်ကနေထာဝရတည်တတ်မဲ့အမတ်သားတွေကိုဖြစ်အောင်တွန်းပို့ခဲ့တဲ့လျှို့ဝှက်ချက်ကတကယ်တမ်းမှာဘာများလဲပထမဆုံးအနေနဲ့အနာဂတ်အမြင်ရှိသောကုမ္ပဏီဆိုတာဘာကိုဆိုလိုတယ်လဲဆိုတာကိုအရင်ဆုံးသတ်မှတ်ကြည့်ကြရအောင်ဒါကလေသူတို့ရဲ့လုပ်ငန်းနယ်ပယ်မှာထိတ်တန့်ဖြစ်နေရုံလေးပဲမဟုတ်ပါဘူးလူများကလေးစားအားကျရတယ်ကမ္ဘာပေါ်မှာလည်းမေ့ဖြောက်လို့မရတဲ့အမတ်တောက်တစ်ခုကိုခြံထားနိုင်ဖြစ်တယ်အေးကြီးဆုံးကတော့ခေါင်းဆောင်တွေဘယ်နှဆက်ပဲပြောင်းပြောင်းနှစ်ပေါင်းများစွာရှင်သန်ကြူထွားနေတဲ့အဝရစီမျိုးကိုဆိုလိုတာပါကဲအခုဆိုရင်စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီအောင်မြင်မှုနဲ့ပတ်သက်ပြီးလူများစုယုံကြည်ထားတဲ့ဒဏ္ဍာရီတွေကိုတစ်ခုချင်းစီခြေဖြန့်ကြည့်ကြအောင်တကယ်အမှန်တရားကကျွန်တော်ထင်ထားတာနဲ့ဘယ်လောက်တောင်ကွာခြားနေမလဲဆိုတာတွေ့ရမှာပါပထမဆုံးထန်တာကြီးကတော့လူတိုင်းနီးပါကြားဖို့မှာပါကြီးကျယ်ခမ်းနားတဲ့ကုမ္ပဏီတစ်ခုကိုစတင်ဖို့အတွက်ကြီးကျယ်ခမ်းနားတဲ့အတွေ့အကြုံတစ်ခုမဖြစ်မနေလို့အပ်တယ်ဆိုတာပါပဲဒါပေမဲ့တကယ်လက်တွေ့ကတော့ဒါနဲ့ပြောင်းပြန်ကြီးဖြစ်နေပါတယ်အနာဂတ်အမြင်ရှိတဲ့ကုမ္ပဏီတော်များများဟာတိကျကျကြီးကျယ်တဲ့အတွေးခေါ်တစ်ခုမှမရှိဘဲနဲ့စတင်ခဲ့ကြတာပါတချို့ဆိုရင်အစပိုင်းမှာကြာရှုံးမှုတွေနဲ့တောင်ရင်ဆိုင်ခဲ့ရပါသေးတယ်ဒီဥမာတွေကတကယ်ကိုအံ့ဩစရာကောင်းပါတယ် Hewlett Packard ဆိုရင်အစပိုင်းမှာကုမ္ပဏီ level ဖို့ပိတ်ဆံရရင်ဘာမှဆိုထုတ်လုပ်ခဲ့တယ်အင်တာတောင်ပစ္စည်းတွေအထီတောင်ပါပဲ Sony ရဲ့ပထမဆုံးထုတ်ကုန်ကမအောင်မြင်ခဲ့တဲ့ထမင်းပေါင်းအိုးတစ်ခုပါ 3M ဆိုရင်ကြောက်တူဖော်ရဲ့လုပ်ငန်းကြာရှုံးရာကနေစခဲ့တာ Walmart ကတော့မြို့ငယ်လီဒီမြို့ကဆိုင်ခွေလေးတစ်ဆိုင်ကနေစခဲ့တာပါကောင်းပြီဒါဆိုကြီးကျယ်တဲ့အတွေးခေါ်နေမဟုတ်ဘူးဆိုရင်ကြီးကျယ်ပြီးလူများတို့ဆွေးဆောင်နိုင်တဲ့ခေါင်းဆောင်တွေကြောင့်ဖြစ်မလားဒါကတော့ကျွန်တော်တို့ခြေဖြတ်ရမယ်ဒုတိယမြောက်တန်တာကြီးပါပဲတကယ်တော့အောင်မြင်မှုရဲ့တိုးချက်ကအချိန်ကိုပြောပြတဲ့သူဖြစ်ဖို့မလိုပါဘူးနာရီကိုတီဆောက်တဲ့သူဖြစ်ဖို့ပါပဲတဲ့ဒီနေ့အပြင်ပြောရင်ခေါင်းဆောင်တယောက်တည်းပါရမီကိုအားကိုးနေလာတဲ့အဲ့ဒီခေါင်းဆောင်မရှိရင်တောင်ကောင်းကောင်းလေပတ်နိုင်မဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုကိုတီဆောက်တာကပိုအရေးကြီးတယ်ဆိုတဲ့သဘောပါပဲတနေ့ဒီကိုဘေးဖယ်လိုက်ပြီးဆိုတော့အနာဂတ်အမြင်ရှိတဲ့ကုမ္ပဏီတွေတကယ်ကျင့်သုံးတဲ့အထူးမှုတွေကိုလေ့လာကြည့်ကြရအောင်ဒါကတော့အစွမ်းတစ်ပတ်ကိုတပြိုင်နက်တည်းလက်ခံနိုင်စွမ်းရှိတဲ့အန်ဒီရဲ့ထူးချွန်ပြောင်မြောက်မှုပါပဲဒီအယူဆကယင်းနဲ့ရန်တင်ရေးတာလို့ပါပဲတစ်ခုကိုရွေးပြီးတစ်ခုကိုစွန့်လွတ်လိုက်တာမျိုးမဟုတ်ဘူးအဓိကတန်ဖိုးတွေကိုခိုင်ခိုင်မာမာထင်းထင်းမယ်ပြီးတော့ပြောင်းလဲတိုးထပ်ဖို့ကိုလည်းအားကုန်မြင့်တယ်မယ်ဆိုတဲ့သဘောတရားတစ်ခုကိုတပြိုင်နက်တည်းလှုပ်ဆောင်တာကိုဆိုလိုတာပါအဲ့ဒီထူးချွန်မှုကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်အောင်အပိုင်းတစ်ပိုင်းခွဲကြည့်အောင်တစ်ဖက်မှာအဓိကကိုထိန်းသိမ်းခြင်းဆိုတာကအခြေခံတန်ဖိုးရင်းနဲ့ကုမ္ပဏီရဲ့အဓိကရည်ရွယ်ချက်ကိုဆိုလိုတာပါနောက်တစ်ဖက်မှာတိုးတက်မှုကိုအားပေးခြင်းဆိုတာကတော့ယဉ်ကျေးမှုနဲ့လုပ်ငန်းလည်ပတ်မှုဆိုင်ရာကျင့်ထုံးတွေတိကျတဲ့ရည်မှန်းချက်တွေနဲ့နည်းဗျူဟာတွေကိုရည်ညွှန်းတာပါဒါကြောင့်ဒီကနေ့ရောက်မယ့်အဓိကအချက်ကရှင်းရှင်းလေးပါအနာဂတ်အမြင်ရှိတဲ့ကုမ္ပဏီတွေတရာတည်ငြိမ်မှုနဲ့တိုးတက်မှုဆိုတာရွေးချယ်စရာမဟုတ်ပါဘူးသူတို့ကနှစ်ခုလုံးကိုအောင်မြင်မှုအတွက်မရှိမဖြစ်လွတ်အပ်ကြတာလို့ခံယူထားကြတာပါကဲအခုကျွန်တော်တို့ဒီလေးလာမွေရဲ့အနန့်ဆိုင်ဆုံးရဲ့အရေးကြီးဆုံးသင်ခန်းစာတစ်ခုစီကိုရောက်လာပါပြီဒါကတော့နာရီတီဆောက်သူဆိုတဲ့အယူဆပဲခဲ့ပါတယ်ဒီနှစ်ခုရဲ့ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းကြည့်လိုက်အောင်အချိန်ပြောသူဆိုတာကကြီးကျယ်တဲ့အတွေးခေါ်ရှိတဲ့ပါရမီရှင်တယောက်ပါသူတို့ကအချိန်ကိုတိတိကျကျဖြောပြနိုင်တယ်ဒါပေမဲ့အရာအလုံးကသူတို့ရဲ့ကိုယ်ကြီးကိုယ်သွေးပါမှာပဲမူတည်နေနိုင်ဒီဆောက်သူကတော့အဲ့လိုမဟုတ်ဘူးသူတို့ကအဖွဲစည်းတစ်ခုကိုဒီဆောက်တယ်သူခေါင်းဆောင်မရှိရင်တော့ထာဝရအချိန်ကိုပြောပြနိုင်မဲ့နိုင်ဒီလုံးကိုဒီဆောက်သူပါသူတို့အဓိကထားတာကလူတယောက်မဟုတ်ပဲအဖွဲစည်းကိုယ်တိုင်ပါပဲနာရီတိဆောက်သူတယောက်ရဲ့အတွေးခေါ်ကိုဒီစကားတစ်ခုတည်းနဲ့အနစ်ချုပ်နိုင်ပါတယ်သူတို့ရဲ့အကြီးကျယ်ဆုံးတီထွန်ဖန်တီးမှုဟာထုတ်ကုန်တစ်ခုမဟုတ်ဘူးကုမ္ပဏီကိုယ်တိုင်
နဲ့အဲ့ဒီကုမ္ပဏီရဲ့ရပ်တည်ချက်ပဲဖြစ်တဲ့အဆုံးစုံမှာတော့အဓိကအချက်ကတာပါပဲယေရှုတည်တယ်မဲ့အဖွဲ့အစည်းတစ်ခုခုတိဆောက်ဖို့ဆိုတာဒုတိယရဲ့ထုချွန်မှုဒါမှမဟုတ်အတွေးခေါ်တစ်ခုတည်းပေါ်မှာဘယ်တော့မှမိခေါ်နေလို့မရပါဘူး နောက်ဆုံးအနေနဲ့စွန့်စားစရာမိခွန်းတွေတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဘဝမှာပဲဖြစ်ဖြစ်ကိုပြန်မေးကြည့်ကျွန်တော်တို့ဟာနိုင်တလုံးကိုတိဆောက်နေတာလားဒါမှမဟုတ်အချင်းကိုပဲပြောပြနေရလားဆိုတာပါပဲ